ခင်ဗျကျွန်တော်တို့မြန်မာနိုင်ငံကဥကြည်ဝင်ဖြစ်ပါတယ်ခင်ဗျဒီပစုံရိုးနဲ့ပေါင်ရိုးမကောင်းလို့လာရောက်ကုသတာဖြစ်ပါတယ်ခင်ဗျဟုတ်ကျွန်မတော့တူတူမှာပါကျွန်မအကိုတော်ပါတယ်လူနာရှင်နဲ့ကျွန်မမောင်နှမတော်ဆက်ပါတယ်ရှင်ပရမတော့ဒီပစုံရိုးနာလာအသေးရဖြစ်တာပဲအောင်မေးပြီးတော့နေပါတယ်နောက်ပိုင်းကျတော့နာရာကြီးကပို့ဆိုးလာပါတယ်လမ်းလည်းကောင်းကောင်းမလျှောက်နိုင်တော့ဘူးကြာလည်းမထိုင်နိုင်တော့လို့ဒီကိုသွားမယ်ဆိုဆုံးဖြတ်ခဲ့တာပါခင်ဗျသူကပေါ့နော်ဆက်ချင်းတော့ကကြတော့သူ6တင်နားလာတယ်ပေါ့နော်တင်ပကွက်တင်နားတယ်ပေါ့တင်ပကွက်နားလာတယ်နောက်ပိုင်းကျတော့လမ်းလျှောက်ရင်ကိုအဆင်မပြေတော့ဘူးလေဘလို့အဆင်မပြေလဲလမ်းလျှောက်ရင်လည်းနားလာတယ်ထိုင်ရင်လည်းကြာမထိုင်နိုင်တော့အဲ့ခါကျတော့ဘာပဲဖြစ်အကောင်းဆုံးက6လမ်းလျှောက်ဖို့အတွက်ကဒါအရေးကြီးရလေနော်တင်ပစုံဆိုတာအဲ့အတွက်ဘန်ကောက်ကိုသွားမှဖြစ်မယ်လို့ဆုံးဖြတ်ပြီးတော့စဉ်းစားလိုက်တဲ့အခါမှာဒီပန်းပကောက်နိုင်ဆေးရုံကပေါ့အစင်သားမီလေးဆေးရုံလေးဖြစ်တယ်ကျွမ်းကျင်တဲ့ဆရာဝန်တွေလည်းရှိတယ်ပေါ့နော်မြန်မာစကားပြန်တွေလည်းရှိတယ်ဆိုတော့ဘာပဲဖြစ်ဖြစ်စကားပြန်တွေရှိတယ်ဆိုတဲ့ခါကျတော့ကျမတို့တက်ကအများကြီးစင်ပြေတယ်လေနော်မသိတာတွေလည်းမေးလို့ရတယ်ပေါ့နော်အားဒါကြောင့်မို့ကျမတို့ဘန်ကောက်ဆေးရုံကိုလာဖို့ကျမတို့ဆုံးဖြတ်ဖြစ်တာပါယောဂဖြစ်တဲ့လူတွေအတိမိတ်ဆွေတွေကအခုပြန်လာကြတော့ဒီမှာပဲကောင်းတယ်လို့ပြောလို့အဲ့တရင်စကားအရာနဲ့ဒီကိုလာရောက်ဥဒဖြစ်ပါတယ်ခင်ဗျကျမတို့ဘန်ကောက်ကိုလာမယ်ဆိုတဲ့ခါကျတော့ဘယ်ဆေးရုံနဲ့များအဆင်ပြေနိုင်မလဲပေါ့နော်ကျမတို့အတွက်အဲ့ဒါလေးကပထမစဉ်းစားရတာပေါ့မိတ်ဆွေကလည်းညွှန်တယ်စုံစမ်းကြည့်လိုက်ခါမှာတိတဲ့ဈေးနှုန်းလည်းရှိတယ်ဆရာဝန်တွေကလည်းကျွမ်းကျင်တဲ့ဆရာဝန်တွေဖြစ်တယ်ပြီးတော့ဆေးရုံကလည်း international ဆေးရုံအဆင့်မြင့်နဲ့ရည်ချင်းပြည့်မြင့်တဲ့ဆေးရုံလည်းဖြစ်တယ်ပေါ့နော်ပြီးတော့အဓိကကဒီပန်းပကောက်နိုင်ဆေးရုံမှာကျတော့ကျမတို့စကားပြန်လေးပေါ့လို့ကျမတို့ကဘန်ကောက်ကိုလာထိုင်းစကားမတတ်ပါဘူးအဲ့အတွက်ကျမတို့မြန်မာစကားပြန်လိုအပ်ပါတယ်အဲ့ခါမှာဒီမှာမြန်မာစကားပြန်နေရှိတဲ့အတွက်ကျมတို့အတွက်အဆင်ပြေနိုင်ဆုံးဖြစ်မယ်လို့ထင်လို့ပေါ့နော်အဲအကြောင်းရွေးချယ်ခဲ့တာပါสวัสดีครับหมอชื่อกลยุทธ์ตันนิติสุภวงศ์นะครับเป็นหมอเฉพาะทางกระดูกนะครับแล้วก็เฉพาะทางต่อยอดเป็นกระดูกสันหลังนะครับก็คือดูแลคนไข้เรื่องปวดหลังแล้วก็โรคกระดูกสันหลังครับคนไข้ที่มารักษาครับก็เขามีปัญหาเรื่องของหัวกระดูกขาดเลือดนะครับก็คือ osteonecrosis of femoral head นะครับก็คือเลือดแต่มันขึ้นไปเลี้ยงหัวกระดูกไม่พอทำให้หัวกระดูกตายคนไข้มีอาการปวดนะฮะเวลาเดินเวลาขยับที่ข้อสะโพกครับอาการเบื้องต้นนะครับจะมาด้วยอาการปวดฮะก็คือคนไข้จะเริ่มมีอาการปวดสะโพกนะครับส่วนใหญ่จะปวดตลอดเวลาแล้วก็จะแย่ลงเวลาที่ไปเดินมีการรับน้ำหนักนะฮะถ้าเกิดโรคที่แย่ลงหัวกระดูกมันเริ่มยุบเนี่ยเขาจะเริ่มเดินไม่ได้คนที่มาเขาเดินไม่ค่อยไหว